အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ KFU Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်လူကောင်းတယောက်ဖြစ်ရတာလွယ်သလားတကယ်တော့မလွယ်ပါဘူးသူများကိုမနာကျင်စေချင်ဘူးသူများကိုမကောင်းမပြောချင်ဘူးသူများအခက်အခဲတွေ့ရင်ကူညီချင်တယ်ကိုနစ်နာရင်တောင်ရပါတယ်လို့ပြောတတ်တယ်ဒါတွေဟာကောင်းတဲ့အရာတွေပါဒါပေမဲ့လူကောင်းဖြစ်တာနဲ့ညံကောင်းတာကတခုတည်းမဟုတ်ပါဘူးတခါတလေလူကောင်းတယောက်ဟာလူကောင်းလုံးလို့ပဲဒုက္ခရောက်တတ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ညံမပါတဲ့လူကောင်းများရဲ့ဒုက္ခပါလူတော်များများကလူကောင်းဆိုတာသူများကိုအမြဲကူညီရမယ်လို့ထင်တတ်ကြပါတယ်သူများကတောင်းဆိုရင်မငြင်းရဘူးသူများကမကောင်းပြောရင်လည်းပြန်မပြောရဘူးသူများကကိုယ့်ကိုအသုံးချနေရင်တောင်သိခံရမယ်ဒါပေမဲ့ဒီလိုနေခြင်းဟာလူကောင်းဖြစ်ခြင်းမဟုတ်ပါဘူးတခါတလေမှာတော့ကိုမကာကွယ်တဲ့ချင်းဖြစ်နေတတ်ပါတယ်ဥပမာတစ်ခုစဉ်းစားကြည့်ပါလူတစ်ယောက်ကသူ့တငယ်ချင်းကိုအမြဲကူညီတယ်ငွေလိုရင်ငွေချေးတယ်အလုပ်ရှိရင်ကုလုပ်ပြီးတယ်အခက်ခဲရှိရင်သူ့အချိန်ကိုဖယ်ပြီးကူညီတယ်အစပိုင်းမှာတော့တငယ်ချင်းကကျေးဇူးတင်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဘာဖြစ်လာတယ်လဲဆိုတော့သူကညင်းမှမဟုတ်ဘူးဆိုတဲ့အတွေးဝင်လာတယ်ဒီလိုနဲ့ကူညီပေးတာကကျေးဇူးမဟုတ်တော့ပဲတာဝန်ဖြစ်လာတယ်မကူညီရင်ကိုကလူဆိုးဖြစ်သွားတယ်ကူညီပေးရင်လည်းကိုပဲပင်ပန်းရတယ်ဒီလိုအခြေအနေမှာလူကောင်းတယောက်ကမေးတဲ့မေးခွန်းကငါကလူကောင်းဖြစ်နေတာလားဒါမှမဟုတ်အသုံးချခံနေရတာလားဆိုတာပါနောက်တစ်အရေးကြီးတဲ့အချက်တစ်ခုကတော့လူကောင်းတိုင်းဟာလူတိုင်းကိုယုံကြည်စရာမလိုပါဘူးယုံကြည်မှုဆိုတာအခမဲ့ပေးရတဲ့အရာမဟုတ်ပါဘူးလူတစ်ယောက်ကိုယုံကြည်မဲ့ဆိုရင်သူ့ရဲ့လုပ်ရက်ကိုစဉ်းစားကြည့်ရပါတယ်စကားကဘလောက်ပဲကောင်းကောင်းလုပ်ရကမကောင်းရင်သတိထားရပါတယ်တချို့လူတွေကစကားအယမ်းချိုတယ်ကိုယ့်ရှိမှအယမ်းကောင်းပြတယ်ဒါပေမဲ့ကိုယ့်နောက်ွယ်မှာတော့ကိုယ့်အကြောင်းမကောင်းပြောနေတတ်တယ်လူကောင်းတယောက်ကသူကငါ့ကိုကောင်းကောင်းပြောတယ်ဒါကြောင့်သူကလူကောင်းပဲလို့မဆုံးဖြတ်သင့်ပါဘူးလူတယောက်ရဲ့စကားထက်သူ့ရဲ့အကျင့်နဲ့လုပ်ရက်ကိုပိုကြည့်တတ်ဖို့လိုပါတယ်ဒါဟာမယုံကြည်တတ်ဖို့မဟုတ်ပါဘူးခွဲခြားသိတတ်ဖို့ပါတချို့လူကောင်းတွေမှာနောက်ထပ်ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါကတော့မငြင်းတတ်ခြင်းပါသူများကအကူအညီတောင်းတယ်မအားဘူးလို့မပြောနိုင်ဘူးမလုပ်နိုင်ဘူးလို့မပြောနိုင်ဘူးဒါကငါ့အတွက်အဆင်မပြေဘူးလို့မပြောနိုင်ဘူးနောက်ဆုံးမှာကိုယ့်ဘဝတစ်ခုလုံးဟာသူများအတွက်ဖြစ်သွားတယ်သူများရဲ့ပြဿနာတွေကိုဖြေရှင်းပေးနေရင်ကိုယ့်ပြဿနာတွေကိုမေ့သွားတယ်သူများအတွက်အချိန်ပေးနေရင်ကိုယ့်အိမ်မက်တွေအတွက်အချိန်မကျန်တော့ဘူးဒါဟာလူကောင်းဖြစ်လို့မဟုတ်ပါဘူးကိုယ့်ဘဝရဲ့တန်ဖိုးကိုမသိလို့ပါမလုပ်ပေးနိုင်ဘူးလို့ပြောတာဟာလူဆိုးဖြစ်တာမဟုတ်ပါဘူးဒီတခါတော့မဖြစ်ဘူးလို့ပြောတာဟာအတ္တကြီးတာမဟုတ်ပါဘူးတခါတလေမှာ no ဆိုတဲ့စကားတစ်လုံးဟာကိုယ့်ဘဝကိုကာကွယ်ပေးနိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာတခုခွဲခြားဖို့လိုပါတယ်လူကောင်းဖြစ်ခြင်းနဲ့အားနည်းခြင်းမတူပါဘူးလူကောင်းတယောက်ဟာနူးညံ့နိုင်ပါတယ်ဒါပေမဲ့အားနည်းနေစရာမလိုပါဘူးခွင့်လွှတ်နိုင်ပါတယ်ဒါပေမဲ့ထပ်ခါအသုံးချခံနေစရာမလိုပါဘူးသိခံနိုင်ပါတယ်ဒါပေမဲ့မတရားမှုကိုအမြဲလက်ခံနေစရာမလိုပါဘူးချစ်နိုင်ပါတယ်ဒါပေမဲ့ကိုယ့်ကိုမုန်းတီးပြီးသူများကိုချစ်နေစရာမလိုပါဘူးဒီကွာခြားချက်ကိုသိဖို့ကအရန်အရေးကြီးပါတယ်တခါတလေလူကောင်းတယောက်ဟာလူဆိုးတယောက်ကိုပြောင်းလဲပေးနိုင်မယ်လို့ယုံကြည်တတ်ပါတယ်ငါကသူ့ကိုကောင်းကောင်းဆက်ဆံရင်သူလည်းကောင်းလာမှာပါငါကနားလည်ပေးရင်သူလည်းနားလည်လာမှာပါငါကခွင့်လွှတ်ပေးရင်သူလည်းနောင်တရမှာပါတခါတလေတော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့အမြဲတမ်းတော့မဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့လူတစ်ယောက်ကိုကောင်းကောင်းဆက်ဆံတာနဲ့သူကောင်းလာဖို့မသိချပါဘူးသူ့ကိုယ်တိုင်ပြောင်းလဲခြင်းမှပြောင်းလဲမှာပါကိုကတကားဖွင့်ပေးလို့ရတယ်ဒါပေမဲ့သူ့နေရာမှာကိုဝင်ပြီးလျှောက်ပေးလို့မရပါဘူးဒါကြောင့်လူတစ်ယောက်ကိုကူညီပါဒါပေမဲ့သူ့ဘဝတစ်ခုလုံးကိုပုခုံးပေါ်မတင်ထားပါနဲ့နောက်ထပ်အန္တရာယ်ရှိတာတစ်ခုကကိုကောင်းမှုကိုသူများကအခွင့်အရေးယူတဲ့အခါမသိချင်ရောင်ဆောင်ခြင်းပါတချို့လူတွေကအမှန်တကယ်မသိတာမဟုတ်ပါဘူးသိပါတယ်ဒါပေမဲ့မပြောချင်ကြဘူးဘာကြောင့်လဲဆိုတော့ပြောလိုက်ရင်အဆင်မပြေတော့မှဆိုးလို့ပါတကယ်ချင်းပြက်မှဆိုးတယ်အခြေရပြက်မှဆိုးတယ်လူမုန်းမှဆိုးတယ်ဒါကြောင့်ကိုယ်နစ်နာမှုကိုပဲငြိမ်းခံနေတတ်တယ်ဒါပေမဲ့လူတိုင်းကျင့်တတ်အောင်နေဖို့ကြိုးစားတဲ့သူဟာနောက်ဆုံးမှာကိုပဲမကျင့်တတ်တော့ပါဘူးသူများတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးနေရင်
ကိုယ်စိတ်ကတော့တဖြည်းဖြည်းပင်ပန်းလာတယ်ဒါဆိုဘလို့နေသင့်လဲလူကောင်းဖြစ်တော်ဘူးလားမဟုတ်ပါဘူးလူကောင်းဖြစ်ပါဒါပေမဲ့ညာနဲ့လူကောင်းဖြစ်ပါသူများကိုကူညီပါဒါပေမဲ့ကိုယ်တိုင်လည်းမနစ်နာအောင်ကူညီပါယုံကြည်ပါဒါပေမဲ့မျက်စိမိတ်ပြီးမယုံပါနဲ့ခွင့်လွတ်ပါဒါပေမဲ့သင်ခန်းစာကိုမမေ့ပါနဲ့ချစ်ပါဒါပေမဲ့ကိုယ်တန်မှုကိုမပြောက်ပါစေနဲ့သိခံပါဒါပေမဲ့မတရားမှုကိုအမြဲလက်မခံနေပါနဲ့အရေးကြီးဆုံးကကိုယ်စိတ်ကောင်းကိုမဆုံးရှုံးပဲကိုကာကွယ်တတ်ဖို့ပါဘဝမှာတချို့လူတွေကကိုယ့်ရဲ့ကောင်းမှုကိုမတန်ဖိုးမထားနိုင်ပါဘူးတန်ဖိုးမထားနိုင်ပါဘူးအဲ့ဒါဟာကိုမကောင်းလို့မဟုတ်ပါဘူးသူတို့ရဲ့တန်ဖိုးထားနိုင်စွမ်းနဲ့ဆိုင်တာပါဒါကြောင့်လူတစ်ယောက်ကကိုကောင်းမှုကိုအတိမတ်မပြုလို့ကိုမကောင်းမှုလို့မထင်ပါနဲ့ပန်းတစ်ပွင့်ကိုတန်ဖိုးမထားတဲ့သူရှိလို့ပန်းရဲ့အလားကပြောင်းမသွားပါဘူးဒါပေမဲ့ပန်းတစ်ပွင့်ဖြစ်တဲ့အတွက်ဘယ်သူမှဆိုလာနေလို့ရတယ်ဆိုတာတော့မဟုတ်ပါဘူးကောင်းမြတ်မှုမှလည်းနည်းနည်းရှိဖို့လိုပါတယ်တကယ်တော့ဉာဏ်ပညာဆိုတာလူတွေကိုလဲစားတတ်တာမဟုတ်ပါဘူးသူများအထက်လဲတာလည်းမဟုတ်ပါဘူးဉာဏ်ပညာဆိုတာဘယ်သူကိုယုံတင်လဲသိတာဘယ်အချိန်မှာဘယ်စကားပြောတင်လဲသိတာဘယ်အချိန်မှာငြိမ်နေတင်လဲသိတာဘယ်သူကိုအကူအညီတင်လဲသိတာဘယ်အချိန်မှာမလုပ်နိုင်ဘူးလို့ပြောတင်လဲဆိုတာကိုသိတာပြီးတော့ဘယ်အချိန်မှာထွက်ခွာတင်လဲဆိုတာကိုပါသိတာပါတခါတလေဘဝမှာကိုကဘလောက်ပဲကောင်းသူများနဲ့တွေ့ရင်ဒုက္ခရောက်နိုင်ပါတယ်ဒါကြောင့်လူကောင်းတယောက်အနေနဲ့ကိုမေးကြည့်ပါငါကလူကောင်းလားဆိုတာချက်ငါကလူကောင်းဖြစ်ရင်ညံပါသလားငါကသူများကိုကူညီရင်ကိုဘဝကိုပါဖျက်ဆီးနေပြီလားငါကခွင့်လွှတ်နေတာလားဒါမှမဟုတ်အသုံးချခံနေတာလားငါကသိခံနေတာလားဒါမှမဟုတ်ကိုတံဘိုးကိုချော့ချနေတာလားဆိုတာတွေကိုမေးကြည့်ပါဒီမေးခွန်းတွေကအရေးကြီးပါတယ်နောက်ဆုံးမှာမှတ်ထားသင့်တာတစ်ခုရှိပါတယ်လူကောင်းဖြစ်ပါဒါပေမဲ့လူတိုင်းအတွက်လူကောင်းဖြစ်ဖို့မကြိုးစားပါနဲ့လူတိုင်းကိုကျင့်တတ်အောင်မနေပါနဲ့ကိုကောင်းမှုကိုအသုံးချမဲ့သူတွေအတွက်တော့နည်းနည်းမိတ်ထားပါကိုမလေးစားတဲ့သူတွေကိုကိုဘဝထဲမှာအကန့်အသတ်မရှိနေရမပေးပါနဲ့ပြီးတော့စိတ်ကောင်းရှိတဲ့လူတစ်ယောက်ဟာဉာဏ်ကောင်းတဲ့လူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်စိတ်ကောင်းတဲ့ဉာဏ်ပညာပေါင်းစပ်သွားတဲ့အခါသူများကိုကူညီနိုင်တယ်လို့ကိုလည်းကာကွယ်နိုင်လာပါတယ်အဲ့ဒီအချိန်မှာတော့ကိုကလူကောင်းဖြစ်နေုံနဲ့မဟုတ်တော့ဘူးဘဝကိုနားလည်တတ်တဲ့လူတစ်ယောက်လည်းဖြစ်လာပါပြီဒါကြောင့်လူကောင်းဖြစ်ပါဒါပေမဲ့ဉာဏ်မပါတဲ့လူကောင်းတော့မဖြစ်ပါစေနဲ့ဘာကြောင့်လဲဆိုတော့စိတ်ကောင်းရှိခြင်းဟာကိုယ့်ရဲ့အလှပါဉာဏ်ပညာရှိတာကတော့ကိုယ့်ရဲ့အကာအကွယ်ပါဒီနှစ်ခုလုံးရှိမှဘဝမှာကောင်းကောင်းရှင်းသန်နိုင်မှာပါကျွန်တော်ရဲ့ဒီ profile လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ profile လေးကမိတ်ဆွေအတွက်ဘူးသရတစုံတရာရစီတယ်ဆိုရင်ကျွန်တော်ရဲ့ KFU channel လေးကို subscribe လုပ်တာပြီးဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်